ကျွန်တော်3,900ပဲယူလာပြီးတော့ပတ်စံ3,100ကိုကျွန်တော်ခြံထားခဲ့ပါတယ်အဲ့ဒီ300ကထုတ်လို့မရတဲ့300ပါဘာလို့လဲဆိုတော့အဲ့ဒီကယုံတယ်မှအဲ့ပတ်စံ300ထုတ်လို့ရမှာပါအဲ့ဒါလေးတော့ကိုမြတ်ကိုမှဆိုရောင်းမှုအတွက်ကိုကိုမြတ်ရဲ့သဘောတူခွင့်ပြုချက်ပြောပေးပါစဉ်းစားကြည့်နော်မန်နေဂျာတစ်ဆင့်ပြောရတာနောက်ရကြတော့မန်နေဂျာလာပြောတယ်အမှန်ဆိုကျွန်တော်ပြောလို့ပေါ့တကယ်တမ်းလေးစားသမှုနဲ့လူလူ respect တိခဲ့ရင်ကျွန်တော်နဲ့ director မင်းသားဗျာဟုတ်တယ်နော်ကိုပြင်းဆိုတာမဟုတ်ဘူးသူကိုယ်တိုင်ကိုဝါရှင်းပဲငါမင်းသားပဲဆိုတဲ့ဟာမျိုးကသူစိတ်ထဲမှာကိန်းအောင်နေတဲ့အတွက်ကြောင့်သူကိုယ်တိုင်ကိုကျွန်တော်နဲ့စကားမပြောဘူးသူမန်နေဂျာနောက်နေ့ကလာပြောတယ်ကိုပြင်းကိုကျွန်တော်တင်ပြပြီးပြီတဲ့ကိုပြင်းနဲ့အစီအပြေးနေရရောင်းလိုက်ပါတဲ့ဘယ်တတ်နိုင်မလဲတဲ့ရုံမပြလို့မရတာရှုံးလဲရှုံးမစီတော့ရထိုက်တလောက်ပဲဟုတ်ပြီနော်အဲ့တော့ခွင့်ပြုချက်ရလို့ကျွန်တော်ရောင်းနေတာဟုတ်ပြီရောင်းမိတဲ့အချိန်မှာကျွန်တော်တို့ပထမတပတ်လောက်အလိုကျွန်တော်လေလက်မှတ်တော်ဝယ်ပြီးနေတပတ်လောက်အလိုမှာအဲ့ဒီဝယ်တဲ့ကုမ္ပဏီကရွှေနဒီရွှေရီထုတ်လို့ရေးဆိုကျွန်တော်တို့စာချုပ်ချုပ်တဲ့အခါကျမှရွှေနဒီရွှေရီထုတ်လို့ရေးမှကျွန်တော်သိတာပထမကျွန်တော်ဒီလာတော့ကကိုရွှေမန်းတို့အနေနဲ့ဝယ်ထားလိုက်မယ်ကိုရွှေမန်းကိုလည်းကျွန်တော်ကိုပြောပါတယ်အကိုကြီးတဲ့အကိုအခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီကားကိုကျွန်တော်တို့ဝယ်ထားလိုက်မယ်ကျွန်တော်တို့နောက်မှပဲရုံတင်မယ်ဆိုတော့ပုံမှန်နေပြောရင်ကိုရွှေမန်းတို့ဝင်းမင်းမောင်တို့အနေထားကရုံတင်တဲ့အနေထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖန်တီးခဲ့တဲ့အမှုပညာလေးကိုကျွန်တော်ပြသခြင်းတဲ့အတွက်ကျွန်တော်အော်ဈေးနဲ့ကျွန်တော်ရောင်းခဲ့ရတာကျွန်တော်တို့အမှုပညာသမားတွေဘဝကိုချင်းစာစီကိုဖန်တီးခဲ့ရတဲ့အရာတစ်ခုကိုအာနာရှင်တနည်းအားဖြင့်ယုံရှင်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အောက်မှာပြသခွင့်မရတဲ့အတွက်ကြောင့်မလို့ကိုအမှုပညာကိုပြခွင့်ရအောင်ဆိုအောက်ဈေးနဲ့ရောင်းရတာဒါကြောင့်ကျွန်တော်အမှုပညာလောကအာနာရှင်စိတ်နာယူတွန်းလှန်နေတယ်ဆိုအဲ့ဒါကျွန်တော်အမြဲပြောနေတာဟုတ်ပြီနော်အဲ့တော့တွားခါဒီမှာဒါထုံးစံပဲကျွန်တော်ဘက်က headaches မအပ်တဲ့၍သူဘက်ကငွေမချေဘူးဟုတ်ပြီနော် trailer တွေအစား headaches ကအစား data တွေအစားအကုန်လုံးကျွန်တော်မှာအားချင်းကျွန်တော်အဲ့ချိန်မှာကျွန်တော်လေထဲမှာဝယ်ပြီးနေပြီနော်အားချင်းပြင်ဆင်ပြီးတော့ကျွန်တော်အပ်တယ်အဲ့တဲ့အချိန်မှာရောင်းခဲ့တဲ့ပတ်စံ3,000မှာကျွန်တော်3,900ပဲယူသွားပါတယ်ရွှေနဒီရွှေရီထုတ်လို့ရေးမှာစာချုပ်ရှိပါတယ်ဒါဒီနေရာမှာကျွန်တော်ကာယကံရှင်တွေကိုပြောလိုက်ရတဲ့အတွက်ကြောင့်မလို့တော့နင့်နာမှုရှိခဲ့ရင်တော့တောင်းပန်ပါတယ်ကျွန်တော်ပုံမှန်နားလည်ပြကြပါကျွန်တော်3,900ပဲယူလာပြီးတော့ပတ်စံ3,100ကိုကျွန်တော်ခြံထားခဲ့ပါတယ်ဘာကြောင့်ကျွန်တော်ခြံထားခဲ့တာလဲတစ်ချိန်မှာမြင့်မြတ်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရှိလာခဲ့သည်ရှိတော့အဲ့ဒီပတ်စံကမြင့်မြတ်အတွက်ကျွန်တော်ပေးဖို့ခြံထားခဲ့တာပါဟုတ်ပြီနော်အဲ့တော့ဒီရောက်လာတဲ့အချိန်မှာဒါကျွန်တော်နဲ့ရှင်းမြင့်မြတ်နဲ့ဘာပြဿနာမှမတက်သေးဘူးဒီရောက်တဲ့အချိန်မှာကျွန်တော်ရဲ့ပြင်းဒီက Facebook အကောင့်ကကျွန်တော်မြန်မာပြည်မှာကျွန်တော်ဖြတ်ခဲ့တယ်ဒီ activity လုပ်ခဲ့ဒီရောက်တဲ့အချိန်မှာကျွန်တော် Kevin Haynes ဆိုတဲ့အကောင့်နဲ့ကျွန်တော်သုံးပြီးတော့တာမကြီးဦးကျော်မိုးထွန်းနဲ့တွေ့တဲ့ဗီဒီယိုဖိုင်ကကျွန်တော်အဲ့ကောင့်ကနေတင်ခဲ့တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာကျွန်တော်905ညှိပြီးတော့ကျွန်တော်ရဲ့အနည်းပညာလှူရှားမှုတွေပိတ်ပင်ခံရတာအများကြီးပဲရှိလာခဲ့ဒါပိတ်သက်သိကြပါလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်လှမ်းပြီးတော့ဆက်သွယ်ဖို့ကျွန်တော် Kevin အကောင့်မှာကျွန်တော်ဖြတ်ချလိုက်ရတယ်ကျွန်တော်လှမ်းဆက်သွယ်ဖို့အမှန်ဆိုကျွန်တော်ကရှင်းပြီးတော့ကျွန်တော်ပြောချင်တာကမန်နေဂျာကိုမောင်ဟင်းကိုပါမောင်ဟင်းကြီးငါတော့ဒီလိုအခြေအနေဒီလိုငါဖြစ်သွားပြီအဲ့တော့မင်းတို့ရတင်ရထိုက်တဲ့ share ဝေစုရမယ်3,100ကိုကျွန်းစီရွှေထုတ်လို့ရေးမှာတွားယူလိုက်ပါငါအဲ့မှာ100ရစရာရှိတယ်ဆိုပြီးကျွန်တော်ဖုံးဆက်အကြောင်းကြားမလို့ပါပဲဒါပေမဲ့ဘလို့မှဆက်သွယ်အကြောင်းကြားလို့မရတဲ့အခြေအနေနေတာတခုမှကျွန်တော်အကောင့်မရှိတော့ဘူးဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်ဆက်ပြီးတော့ထားလိုက်တယ်တစ်ချိန်တော့သူတို့ဘက်ကတော့ရှိလာမှာပဲရှိလာရင်တော့ဒါကိုဘက်ကလိန်လေခဲ့တာမှမဟုတ်တာဒီပတ်စံတွားယူပြီးအဲ့ရ share မင်းတို့ယူလိုက်လို့ကျွန်တော်ပြောလိုက်လို့ရတယ်ကျွန်တော်သာလိန်လေခြင်းပတ်စံအကိုမှပြီးကျွန်တော်လာမှာပေါ့ဟုတ်ပြီနော်ကျွန်တော်ပြောဟုတ်ပြီအခုစမ်းမှန်ပြောတဲ့အထက်မှာတကယ်တော့ကျန်သူကောင်နည်းနည်းလေးလူသွားတာဗျ350လို့မပြောအောင်3,500လို့ပြောလိုက်ရင်ပိတ်သက်ကဟာသူယုံမှာ350ဆိုရည်စရာဖြစ်နေတယ်ကျွန်တော်အနေထားနဲ့မြင်းမျက်စီက350ချီးရဲဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးလေကျွန်တော်ပြောတာဟုတ်ပြီနော်အဲ့တော့ဘယ်လို့မှဆက်နွယ်လို့မရတော့တဲ့အချိန်မှာတစ်ချိန်တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ထားစီတော့ရှိပြီးတော့ဒီမှာမြင်းမြတ်နဲ့ပတ်သက်ပြီးကျွန်တော်
သူရဲ့စစ်ကောင်စီရဲ့ပွဲကိုသူတက်တဲ့အချိန်မှာကျွန်တော်ဘယ်လို့မှမရတော့ဘူးသူ့ရဲ့အကြောင်းတွေကိုအဲ့တော့လောက်ရက်တွေကအရန်ကိုမှားတဲ့အတွက်ကြောင့်မလို့ဒီကြောင့်လည်းတော့ငါဖော်ထုတ်ရတော့မယ်ခင်တာပဲဒါတွေကတော့တက္ကနာထားလိုက်ပါတော့ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်အမှန်တရားကိုဖော်ထုတ်ခဲ့ချင်မှာမြင်းမြနဲ့ကျွန်တော် ਨੇ လုံးဝစန့်ကျင်ဘက်ကိုဖြစ်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာဘာမှလည်းဆက်သွယ်ဆက်နွယ်ရလည်းမရှိဘူးကျွန်တော်လည်းကျွန်တော်အတိုင်းတာနဲ့ပဲကျွန်တော်ဒီဘက်မှာကျွန်တော်လုပ်ရရှိတာကိုကျွန်တော်ဆက်ပြီးလုပ်တယ်။အဲ့တော့ဟုတ်ပြီ။အဲ့တော့ဒီနေ့ဒီရက်ဒီချိန်မှာဟုတ်ပြီနော်။မြင်းမြတ်ကဒါလွှမ်းပိုင်ကိုသူ့စီကပြည်ဟင်းတီဟာဒီပတ်စံ350ချီးသွားပါတယ်ဆိုတဲ့အတိုင်းတာကိုမြင်းမြတ်ကထုတ်မပြောပဲလွှမ်းပိုင်မထွက်လာဘူး။ဟုတ်ပြီနော်။အဲ့တော့မြင်းမြတ်ကိုလည်းပြောချင်ပါတယ်။ယူသားပါ။မင်းတို့လုတ်ခဲ့တဲ့လုတ်ရက်ကိုမင်းတို့ပြန်ပြီးစဉ်းစားပါ။ငါအဆိုးကြီးပဲမပြောပါနဲ့မင်းတို့ငါ့ကိုဝိုင်းဝန်းပြီးဘဝပစ်အောင်မင်းနဲ့ပူဆန်းနဲ့လုတ်ခဲ့ကြတာလေစကိုင်းနာမှာငါဘယ်လောက်ထိသွားရှင်းခဲ့ရလဲမင်းအသိဆုံးအဲ့တော့မင်းပတ်စံငါမလိမ့်ခဲ့ဘူးရွှေနဒီရွှေထုတ်လို့ရေးစီမှာအဲ့မှာငါရစရာရှိတဲ့ပတ်စံ300ရှိတယ်မင်းသွားယူလိုက်ပါမင်းပတ်စံတော့ပြိတဲ့အဲ့ဒါဆိုရင်8 step ကိုရှင်းလိမ့်မယ်ဟိုမြင်းမြက်စီက350မီးယူသွားတယ်ဆိုတဲ့ကိစ္စကိုလေ तू ရှင်းထားပါတယ်ဘောဒီတူမာတဲ့ဟိုပါလို့ပေါ့ရှယ်ယာပါလို့ तू ကရှယ်ယာမထည့်ချင်ဘူးဘာညာပေါ့အဲ့ကပေါက်မဲ့သူကတိတယ်ပေါ့ဘာညာတာတကားတဲ့ရှောက်ပြောထားတယ် तू အမှပြောတယ်ဗာလဲ900တဲ့ तू ယူရတယ်တဲ့တရားကိုထားခဲ့တယ်တဲ့မဟုတ်ပါဘူးခင်ဗျာယူရတာ950ပါဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဇက်ကားရောင်းပေးတဲ့နော်ဟိုပါပေါ့ကိုရွှေမန်းပေါ့ကိုရွှေမန်းကိုလည်းကျွန်တော်ဖုန်းဆက်ပြီးမေးပြီးပါပြီမဟုတ်ပါဘူးသူ့ကိုပေးလိုက်တာ950နော်အမှဒီမှာထားခဲ့တာ1050နဲ့ရောင်းလိုက်တယ်လို့ပြောပါတယ်100ထားခဲ့တယ်ဒါပေမဲ့အဲ့ဒီ100ကထုတ်လို့မရတဲ့100ပါဘာလို့လဲဆိုတော့အဲ့ဒီကယုံတယ်မှအဲ့ပတ်စံ100ထုတ်လို့ရမှာပါအဲ့ကယုံတယ်မှထုတ်လို့ရမဲ့ပတ်စံဆိုတာကိုလည်းပြင်းတရားသိပါတယ်ဘာလို့လဲဆိုတော့သူပဲစာချုပ်သွားချုပ်ထားတာပါအဲ့300ယုံတယ်မိမှထုတ်လို့ရမယ်ဆိုလဲ तू သိပါတယ်အဲ့ဒါကို तू စာချုပ်ချုပ်ထားတယ်သူ့ရဲ့ကိုတာကိုတော့ तू 950 तू ယူသွားပါတယ်ယူသွားပြီးတော့ဒီကားယုံတယ်မှဒီပေါ့ကြံတဲ့ဒီအမှုပညာရှင်တွေရမယ်ပတ်စံဆိုတာကို तू သိရသားနဲ့ तू ဟိုရောက်တော့ तू ကဒီမှာလဲဘာနိုင်ငံရေးမှာပါခဲ့တဲ့ကောင်လည်းမဟုတ်ပဲဟိုရောက်တော့မှ तू ကစောင့်ရိုင်းနိုင်ငံရေးတက်ကြွသူပုံတိုင်းဖမ်းပြီးတော့မှလှုပ်ထလိုက်တော့ဒီမှာ तू ကားတွေယုံတင်လို့မရတော့ဒါတွေလည်း तू ကုန်သိပါတယ် तू နဲ့ရိုက်ထားတဲ့တိုက်ပေါင်းများစွာလည်းရှိပါသေးတယ်သူကားတွေသူဇလန်းတွဲတွေပါလေရှိပါသေးတယ်နန်းစုလိုရိုက်ထားတဲ့ဇလန်းတွဲတွေပါလေဆိုတော့အကုန်လုံးကငွေကြေးကုန်ကြခံပြီးလှုပ်ထားပါသူသာတကယ်ဒီလူတွေမျက်နှာကိုကြည့်ခဲ့တယ်ဆိုရင်သူသာတကယ်အဲ့လိုမျိုးစောင်းရမ်းစိတ်တဲ့ပြင်းပြတဲ့ဘိန်းတွေဖြစ်နေဆိုဒီမာတွေက तू ပြောမပြောဘူးဘာလို့လဲ तू ပတ်စံတွေ तू ရစရာရှိသေးတယ် तू ပတ်စံတွေ तू ယူသွားပြီးချန်တဲ့ကောင်တွေတော့ဖြစ်ချင်တာဖြစ်ကွာငါစောက်ပြီးမစားယူဆိုတဲ့ပုံစံမျိုးနဲ့အကုန်လောက်သွားတာเนาะအဲ့ဒါကိုလေ तू ကဟိုပေါ့ तू ပြောတယ်ကျွန်တော်ဗါလဲအဲ့ဥစ္စာစာရုပ်ချုပ်တဲ့နေ့က24ရက်နေ့နော်ဟိုလာတော့ဂျွန်လိုက်လားမသိဘူးအဲ့လိုတော့ပြောတယ်ကျွန်တော်အခုပြန်နားထောင်ကြည့်လိုက်ရင်တော့သိတယ်ဗျာခဏထားလိုက်ပါအဲ့24ရက်နေ့မှာ तू ယူသွားတယ် तू အဲ့ယူပြီးတော့တဲ့နှစ်ပတ်နေတော့ तू အမေရိကဖြောက်သွားတယ်အဲ့သူဗီဒီယိုမှာ तू ပြောတာပါ तू ရဲ့အဲ့ဘက်ဆိုင် तू ယူသွားပြီးတော့တဲ့ဟိုဆက်သွယ်လို့မရဘူး तू အကောင့်တွေပဲ तू ဖြတ်လိုက်ရပါတယ်ပေါ့ဖြတ်ပြီးတော့မှ तू သွားတယ်ပေါ့ဟိုရောက်တော့မှ तू ပေးပါတယ်ဟိုရောက်တော့မှ तू ဆက်သွယ်လို့မရတော့ဘူးပေါ့အဓိပ္ပာယ်လုံးဝမရှိပါဘူးဗျာလုံးဝအဓိပ္ပာယ်မရှိပါဘူးသူ့မှာနှစ်ပတ်အချိန်ရှိပါတယ်အမေရိကမသွားခင်နှစ်ပတ်အချိန်ရှိတယ်နှစ်ပတ်ဆိုတာတစ်ပတ်ကို9ရက်14ရက်အချိန်ရှိတယ်သူလုံးဝမပြောခဲ့ဘူးကျွန်တော်ဒီသချင်းထဲမှာထည့်ပြီးတော့ဆိုတော့မှဒီကိစ္စကြီးကိုဟဲ့အောင်300ဟိုမှာခြံထားခဲ့တယ်အဲ့ဒါမင်းသွားယူလေသွားယူလိုက်အဲ့ဒါမင်းပတ်စံပဲလို့ပြောတယ်ဒါပေမဲ့အဲ့ပတ်စံတည်တယ်ထုတ်လို့မရပတ်စံဖြစ်ပါတယ်ယုံတင်မှထုတ်လို့ရမှာသူယုံတင်လို့မရလဲသူပဲလှုပ်ထားပါတယ်နော်အဲ့လိုမျိုးလှုပ်ပြီးတော့မှဒီကောင်ကအခုမှသခိုးလူမိသွားတော့မှသိရမလားအဲ့ style နဲ့လာဟစ်နေပေါ့ဗျာပြောရမယ်ဆိုတော့အဲ့တခုနော်ရှိတယ်